မကားဖြစ်တာလဲကြပြီဒီတက်ရွယ်မှာပြန်ကားတော့ရှက်ရှက်နဲ့ပဲကားလိုက်ရတယ်လို့ပြောလာခဲ့တဲ့မလေးနဲ့ဟဲလေးကိုလာပြီးတော့ပေါ့နော်မလင်းနဲ့ရိုက်မယ်ဆိုတော့နောက်မင်းနှုတ်နေသလားလို့တော့ထင်မိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကလေးတွေရောအငယ်တွေရောအစ်စ်တွေရောဒီလောက်အများကြီးကြားထဲမှာတကယ်သူပြောသလိုပဲ90-20ဘွားတို့ယူသူကရိုက်ချင်နေဆိုတော့မဟုတ်ဘူးတဲ့မလင်းနဲ့လိုက်တဲ့တချင်းဖြစ်နေတော့ဟုတ်ပြီပေါ့အသေးကြသွားပေါ့တချင်းလည်းနားထောင်လိုက်ပေါ့90-20ဆိုတာကိုရီအခုတော့မှပဲအခုဆိုအပြင်သွားလို့ရှိရင်ဟိုပေါ့နော်ပရိသတ်တွေကဟိုကိုခေါ်လို့ရှိရင်90နဲ့ပဲမစုံတော့20ပါဆက်ပါတယ်ကွယ်ဆိုတော့ဒါပေမဲ့ကျင်းနေပါရဲ့ဒါအောင်မြင်မှုပေါ်မှာကိုလည်းလိုက်ပြီးတော့စီးမျောခွင့်ရတဲ့အတွက်မောင်လေးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်မလင်းကလည်းတကယ်ကိုရောစိတ်ရောအမြင်နဲ့စိတ်လည်းပူရတယ်ပြီးတော့ဒီတချင်းမှာဆိုရင်ကကွက်တွေဟိုဘယ်လိုပြောတချင်းတောက်လျှောက်ကအကတွေများတော့လေအမောက်လည်းတကယ်အားနာနဲ့ပဲခုနကခွင့်တောင်းခဲ့ရအောင်အမကလည်းကိုထက်တော့တွန်းတယ်နော်မလင်းမကပြတ်တော့တာလုံးဝအရန်ကြနေပြီဆိုတော့ဒါသူတို့စကခိုင်းတဲ့အချိန်တော့ဆိုရှက်တောင်ရှက်တယ်လေဒီရွယ်ကြီးနဲ့ဒီလိုကြီးတွေကရမယ်ဆိုတော့မလင်းရဲ့လုပ်ပါဒါအဲ့မလင်းတို့ခစ်ကပေါ့နော်အဲ့အချိန်က90အချိန်လောက်ကပုံစံလေးတွေပြန်ဖြစ်ချင်တယ်ဆိုတော့အားကြောင့်ပြောရလေဟိုကခဲ့လိုက်တယ်လေတိုက်ဆိုင်မှုရှိတော့လေဩငါတို့အရင်တော့ဒီလိုလေးကခဲ့ပါပါအဲ့ဒါဘာဖြစ်လဲလို့စမောဘာတက်ကခိုင်းတယ်တဲ့ဒါတခုတော့ရှိတာပေါ့နော်ကျွန်တော်အခု TikTok တွေဝင်ကြည့်လိုက်လို့ရှိရင်ဦးလေးတွေအန်တီတွေအတွက်ကတွန်းစရာဟုတ်တယ်အဆင်ပြေသွားတာပါ